Ronaldo ဟာမိသားစုအများတက်တံပိုးထားတဲ့ခြင်းမှာစီရန်နတိုရဲ့ ES တူဖြစ်ခဲ့သူရုရှားမော်ဒယ်Irina Shayk ဟာစီရန်နတိုအမေဖြစ်သူရဲ့မွေးနေ့ကိုအကြောင်းကိစ္စတရက်ကြောင့်မလာနိုင်ခဲ့ရာကစလို့ပြဿနာတက်ခဲ့ပြီးစီရန်နတိုရဲ့ Irina Shayk တို့လမ်းခွဲခဲ့တယ်လို့လေ့လာခဲ့ပူပါတယ်။ဒါပြင်အခုလက်ရှိတွဲနေခဲ့တဲ့ Spain model Georgina ဟာအိမ်ဝန်းကိစ္စတွေကလေးထိန်းတာတွေကိုအောက်တက်ကြအောင်လှုပ်ဆောင်တက်ခဲ့ဘူးသလိုစီရန်နတိုကသူမကိုရွေးချယ်ခဲ့တဲ့အချက်တွေကတစ်ချက်လို့စီရန်နတိုကအင်တာဗျူးတွေဖြေကြားခဲ့ပူပါတယ်။ဒီယာရီယာစီရန်နတိုရဲ့တခြားသောဘောလုံးသမားတွေနဲ့မတူညီတဲ့အချက်တွေလိုပဲစိုးနိုင်ပြီးတော့အောင်မြင်သူတွေအတာမန်လူတွေထက်များစွာစူးစမ်းအားထုတ်မှုတွေလှုပ်ဆောင်တာဟာတိကျတင်ရှားစေပါတယ်။ဒါအပြင်စီရန်နတိုဟာဘောလုံးလောကရဲ့ greatest of all time ကစားသမားတူဖြစ်တယ်လို့လူများလေးစားအားကြရတဲ့ကစားသမားတူဖြစ်ပါတယ်။သူ့ရဲ့နာမည်ကြီးတဲ့ဇူးလို့ခေါ်တဲ့အောင်ပွဲခံတဲ့ပုံစံဟာလည်းတကဘာလုံးကိုကူးဆက်စေပြီးကလေးကစားဒီလိုအောင်ပွဲခံတဲ့ပုံစံတွေကိုအားကစားပြန်ပွဲတွေမှာသာမကအားကစားပြင်ပမှာပါမြင်တွေ့ရလိမ့်ရှိပါတယ်။ဒါဟာစီရန်နတိုအနေနဲ့ဘောလုံးကဘာကိုဘယ်လောက်ထိလွှမ်းမိုးထားနိုင်လဲဆိုတော့တိကျထင်ရှားသေးပြီးသူ့ရဲ့ပြန်ဘက်မက်ဆီယာသူ့ထက်ဘလွန်ဒေါစ်ကိုအကျဉ်းကြီးများစွာစုကူးထားနိုင်ခဲ့တာတော့မှသူလိုကဘာဘောလုံးပရိသတ်တွေကိုလွှမ်းမိုးထားနိုင်စွမ်းမရှိပါဘူး။ဒါရီယာစီရန်နတိုရဲ့ကောင်းမွန်တဲ့အရာဖြစ်ပြီးတစ်ချိန်မှာလည်းစီရန်နတိုတယောက်သူ့မျက်နှာနဲ့မျက်ကင်းသေးကိုကြောခိုင်းလာမဲ့နေရဟာလေတပြေးပြေးနဲ့နီးတက်နီးလာပါတယ်။ဒါမဲ့2026ကဘာဗလားပြိုင်ပွဲဒီပေါ်တူဂီတင်းမှာပါဝင်နေအောင်မှာဖြစ်ပြီးဘယ်နေ့ဘယ်ချိန်မှာသူ့အနေနဲ့ဘောလုံးလောကကိုစွန့်ခွာသွားမလဲမသိနိုင်သေးတာပါ။ဒါပေမဲ့လည်းစီရန်နတိုအနေနဲ့ဒီယာတွေကိုစွန့်ခွာသွားမယ်ဆိုရင်ကျွန်တော်တို့အားပေးတဲ့ဂုတ်ကြီးတယောက်ကိုဘောလုံးပြိုင်ပွဲဒီမှာမြင်တွေ့ရတော့မှာမဟုတ်ပါဘူး။ဒီလိုချိန်ဒီအမြန်ဆုံးရောက်မလာပါစေနဲ့လို့စူတောင်းနေရင်ယခုအကြောင်းအရာလေးက40တန်းဝင်စီရန်နတိုရဲ့အများနဲ့မတူညီတဲ့ထူးခြားမှုအချက်လေးများဆိုတဲ့အကြောင်းအရာကို7 Sport ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။ဗီဒီယိုကိုကြည့်ရှုပေးခဲ့တဲ့ပရိသတ်တွေအနေနဲ့ရောစီရန်နတိုတယောက်ဘယ်ချိန်မှအနားယူနိုင်လေအနားယူခဲ့ရောဘောလုံးလောကမှာဆက်ရှိနေမှာလားဘလို့မြင်မိကြပါလေဗီဒီယိုရဲ့ comment အောက်မှာဝင်ရောက်ရေးသားခဲ့ကြပါအောင်ဒီနေ့စီစဉ်လေးကတော့ဒီလောက်ပါပဲပရိသတ်တွေကိုနှုတ်ဆက်ကြပါတယ်အားလုံးပဲတက်တာပါ